ချင်းမှန်ကိုဆောက်ရောက်တာနဲ့ကျွန်တော်ပထမဦးဆုံးလာတဲ့နေရာပေါ့နော်အလောပဲမင်္ဂလာပါဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ပန်းချံကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ပူစတာနဲ့အရှိပြမှာဖြစ်ပါတယ်ဟိုပေါ့နော်ဘယ်လိုပန်းချံဒါဓာတ်ပုံဝေးရှိသေးပါတယ်ကျွန်တော်ဆက်သွားကြအောင်ဗျာဆောင်းရအေးတယ်ဗျာဒီနေရာမှာတော်တော်ကိုအေးတယ်ဆောင်းရအေးတယ်ဗျာဒီကျွန်တော်တို့ဒီကားပေါ်ကနေဆင်းလိုက်တာနဲ့တော်တော်ကိုအေးတယ်ဗျာဆောင်းမယ်အေးလားဗျာဒီနေရာအေးလားဟာတော်တော်အေးတယ်ဗျာကားလေးထမှာကျွန်တော်တို့အဲကောဖွယ်ထားတဲ့ပိုအေးတယ်ဒီကနော်ဆောင်းရအေးတယ်ဗျာလောရရှယ်ဗျာကျွန်တော်တို့ဒီနေရာလေဒီပင်လယ်မြင့်မြင့်နဲ့တော့တော်တော်မြင်လောက်တဲ့ဒီကကိုတစ်ချက်လောက်ဒီနေရာမှာအေးလားမအေးလားအေးတယ်ဒါအေးတော့စိတ်နေအောင်အပေါ်မှာ toilet မရှိဘူးထင်တယ်ဗျာလူတော်တော်များများဒီ toilet ကိုအရှိလာကြတာဗျာ toilet အရှိလာဖြစ်ပါတယ်ထွတ်မတက်လို့ပြန်နေလေတော်တော်ပူတယ်လို့ပဲဒီဒီပူရဲဆိုပြီးတော့ခံစားချက်မရဘဲနဲ့ဗျာတော်တော်ကမှအေးစိတ်တယ်နေရာလေးနော်ဆိုင်နားရှိတယ်ဆိုင်နားရှိတယ်ဗျာညနေတက်မှာကျွန်တော်တို့သွားမယ့်နေရာလိုက်ရှာနေဖြစ်ပါတယ်စပြီးတော့သွားနေတာပါစသွားနေပါတယ်အိုးဟာအေးနော်တော်အေးရအပေါ်ရောက်လေအေးတယ်ဗျာဟာနော်စသွားနေဝါကြီးလာလားဟူးဘာဒီလိုကယူနေလို့လေနေရပူရဲဆိုပဲနေပူရဲခံစားချက်မရပါနဲ့ဆောင်းအေးတယ်ဗျတကယ်အေးတယ်တကယ်အေးတယ်ကျွန်တော်ဒီချင်းမှန်ကိုဆောက်ရောက်တာနဲ့ကျွန်တော်ပထမဦးဆုံးလာတဲ့နေရာပေါ့နော်ဟာအေးတယ်အဲ့လိုခြေရောတက်ရတယ်ဒီကားနဲ့တော့တက်ရမှာမဟုတ်ဘူးထင်တယ်အစိမ်းကျွန်တော်တို့လိုင်းပုံမှာမြင်တာစိတ်စားရဟာပေါ့နော်စိတ်စားဦးတော့မဟုတ်ဘူးပေါ့နော်ရာကိုဦးဘာမှပေါ်ရာကိုဟိုဟီမတ်လို့ခေါ်တာပေါ့နော်ကျွန်တော်လည်းမသိဘူးသူထိုင်းလို့ပြောတာဖြစ်ပါတယ်မြန်မာဆိုရန်ကုန်ဦးပေါ့နော်အစားကျွန်တော်ထိုင်းလို့မပြီးဘူးပေါ့နော်တကယ်ကျွန်တော်ဘောဟီမတ်ပေါ့နော်ဘောဟီမတ်လို့ခေါ်ပါတယ်ဒီမြန်မာလိုကြတော့ရန်ကုန်ဦးနောက်တနည်းခေါ်တဲ့နည်းရှိပါတယ်ဒီကစောဦးတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်စစ်သွားကြအောင်ဗျာပေါ့ရန်ကုန်ဦးဟမ်ရတာကစိတ်စားဦးနဲ့တိတ်ပြီးတော့မတူဘူးဒါပေမဲ့ရတာမရှိဘူးနော်ရတာမရှိဘူးလို့ပြောလို့တော့မရဘူးဗျာဒါပေမဲ့ချိုးတဲ့ဟာရှိတယ်မချိုးတဲ့ဟာရှိတယ်ဗျာဘာရတာမရှိကြံရီရတာမရှိတယ်လို့ဗျာအဲ့လိုမျိုးဖြစ်နေကောင်းတော့ကောင်းတန်းနေစတော့ကျွန်တော်အပေါ်တော့ရောက်နေပြီဒါပေမဲ့ဟိုအောက်ရှုခွေးတစ်ချက်ကြည့်ပေါ့နော်အဲ့လိုနေထားရှိပါအဆူဆွပြမယ်အောက်မှာအဲ့လိုနေထားရှိရအောက်ကတိတ်တော့မကူနိုင်ဘူးဆောက်လို့မကူဘာသာမှမရှိဘူးလားအေးတော့စားတာအေးရှင်းသွားကြအောင်ကျွန်တော်ဒီနားမှာလူစုလူဝေးများနေဆိုတော့ဘာလုပ်လဲဆိုတော့လာကြည့်တာပါဒီမှာရမိတ်ပါတယ်ကားစင်းရပါတယ်တာဝန်ကနေကားစီရလူကားမကြည့်ဟုတ်လိုက်နေတာနေဘူးကားဆောင်းကြလေးဘိန်းကားနော်တရှုပ်လုံးရအောင်တက်တာကရှောင်းလက်ချရမှာကျွန်တော်တဝက်တပြည့်တော့ရောက်နေတာပေါ့နော်တဝက်တော့ရောက်နေပြီဒါပေမဲ့ရှေ့မှာတော့တော်တော်လေးကျွန်တော်ကြည့်ရတဲ့လောက်တော့တော်တော်မိုက်တယ်ပြောတာပေးရတယ်ဓာတ်ပုံရိုက်လို့ရတယ်ကလေးတွေတမကလေးတွေပြီးမဟုတ်ပေးပြောတယ်ဒီလိုခုနနောက်ဆုပ်ပေးလားချစ်စရာလေးတွေကျွန်တော်တောင်ပေါ်နေစားဦးတေးမွေးမှန်နေဒီလားကလေးတွေကတော့ချစ်ဆက်ကောက်တော့ကျွန်တော်ဓာတ်ပုံလေးတောင်းရင်ခဲ့ပါတယ်1 2 3น่ารักจังเลยบ๊ายบายครับบ๊ายบายครับวิดีโอบ๊ายบายครับขอบคุณครับအများကြီးကြတော့အဲ့လိုဓာတ်ပုံလှလှလေးရိုက်နေကြပါတယ်ဒီနားမှာချစ်စရာလေးကွာ
ကျွန်တော်ဆက်သွားမှာဖြစ်ပါတယ်ဒီကောင်တော့မကုန်နိုင်ဘူးဗျာ ကားစီးရတဲ့ခီးရတော်တော်လေးဝေးတော့ကျွန်တော်ပြုတ်ကြည့်သလိုအန်ဂျင်လိုဖြစ်နေပါတယ်ဒါကြောင့်မို့ကျွန်တော်စားမဝင်တာဖြစ်ပါတယ် အဲ့မဲ့နေအများကြီးရှိတယ်ဒီမဲ့အဲ့ဒီရိုက်နေကြရဗျာအများကြီးရှိတယ်မှာနောက်တနေ့ရတော့ရောက်နေပြောပါဗော เราเหมือนคนไม่เต็มทุนเหมือนครึ่งหนึ่งชีวิตที่หลุดหาย ဟိုဘက်မှာတော်တော်လှတာဟာနောက်မှဝေတော့အဲကျွန်တော်ဟိုဘက်ခြံရှိသွားမှာဗျာပန်းကြီးရှိတဲ့နေရာချစ်လိုက်အိုးသူများရဲ့ဒီဗီဒီယိုရိုက်နေကြဒီမှာကျတော့ပတ်စံ20ပေးပြီးတော့ဝင်ရတာပေါ့နော်ဒီမှာပတ်စံ20ပေးရတယ်ဒီမှာပန်းခင်းပေါ့နော် စင်ချင်တယ်လေ ပန်းခင်းများလေးဓာတ်ပုံလေးဟိုမှာဝေးမှာဓာတ်ပုံလေးရနေကြတယ် ပန်းကင်းတွေကအများကြီးရှိပါတယ်ဗျာဒါပေမဲ့ကိုဝင်ချင်တဲ့ပန်းကင်းကိုသူတို့ပတ်စံပေးပြီးတော့ဝင်ရပါတယ် အရန်ကိုလှတယ်ဗျာဒီတော်တော်လေးကိုလှတယ်တော်တော်ကိုလှတယ်ဒုံးကကြိုက်သွားဗျာဒီနေရာလေးကတကယ်ကိုလှတယ်မှာရှိုးလိုက်ဗျာဟာတရားကပေါ့ရောက်သွားတယ်လို့ခံစားရတယ်ဗျာ ပန်းကင်းတွေကအများကြီးရှိပါတယ်အခုကျွန်တော်တွေ့မြင်နေတဲ့နေရာကတော့ဒီပတ်စံပေးစံမလို့ဘူးပေါ့နော် free ဝင်လို့ရပါတယ်တချို့နေရာတွေကျတော့ဈေးအတော်တင်းတော့ရှိတာပေါ့ပေးရတာပေါ့ မဆိုင်နဲ့ပုံလည်းတက်လို့ရတယ်ဒီမှာဟိုထေးပါညာတွေဝယ်လို့ရတယ်မင်္ဂလာပါကိုပန်းမန်းဗျာမင်္ဂလာပါနေစားနော်တော်ကိုလာဟာတော့အမြင့်ရွယ်ဗျာโอ้ my god ဟောဒီနေရာမှာရှိတယ်နော်ဒီနေရာမှာတက်ပေါ်လေးပါညာရဲရရတယ်ဒီဆေးထိုင်လို့ရတယ်နေလေပေါ့နော်ဒီဘက်မှာလည်းရှိတယ်ဟိုးမှာဆိုလို့ရှိရင်လက်ဖွားလည်းရှိတယ်ဗျာလက်ဖွားလေးရှိတယ်ဘိုးဘက်သွားတယ်ရန်ဟုတ်လားဘောရန်ကြဗျာဒီနေရာလေးချက်ဒီနေရာတနေရာဒီမှာဟိုဘက်သွားတဲ့နေရာလေးပေါ့နော်လေကားနဲ့ဒီမှာဓာတ်ပူရန်လို့ထားတဲ့နေရာလေးအိုးတူအေးလေ တိုးပြမယ်မင်းတိုးအရန်မိုက်တယ်ဗျာဒီတော့မှမွေးထားဟလာထားတာအရန်မိုက်တယ်ဗျာဟာရန်ကိုလှတယ် အမေလာဒီစိတ်ဝင်မယ် ကျွန်တော်တို့နောက်တနေ့ကထပ်ပြီးတော့တောင်းဖြစ်ပါတယ်အစားနေတော့ကျွန်တော်သွားပြီးပေါ့နော်နောက်တနေ့စားရဲအေးမြတယ်ဗျာလောက feeling တမျိုးခံစားရနော်ဆက်သွားမယ်နောက်တနေ့ ဒီနေရာကျတော့နေအရန်ပူရဖြစ်ပါတယ်အဲ့ဒီကျွန်တော်သွားတဲ့နေ့ကဆိုလို့ရှိရင်ကော့စမွေမှာတော်တော်ကမှမိုးတွေတော်တော်ကျွာနေဖြစ်ပါတယ် Oh my ဒီဘက်မှာလည်းဆောင်းရမ်းလှတယ်လို့ပြောလို့ရတယ်ပန်းကတနေရာမှာတရောင်ပဲရှိရဗျာဆောင်းရမ်းမိုက်တယ်တစ်ခွက်သူကလုံးဝတေချာကိုစိုက်ထားတာဗျာအဲ့လိုဗျာရမ်းလှတယ်ဗျာဒီဘက်လေတော့အရန်ကိုလှတာဟလာညာသူများလေပန်းချန်တန်းဝင်ပြီးတော့ဝင်ရနေကြဝေးโอเคကျွန်တော်ဆက်ပြီးတော့အရှိသွားကြအောင်ဗျာဆောင်းလိုက်ဆောင်းလိုက် Hello Yeah it's a nice picture ငါပြပါမယ် Thank you ကတိကကျန်တယ်မင်းဆိုဒီမှာဒီရောက် ကျွန်တော်တို့ဒီမှာပတ်စံ20ကလေးဆို20ပြရဗျာကလေးဆို20တော့လူကြီးဆိုလို့ရှိရင်တည့်အပြည့်ဆိုရင်50ပေါ့နော်အဲလူပဲပေါ့ကျွန်တော်ဟိုမှာပတ်စံပြရတယ်ပတ်စံရှင်းတဲ့နေရာပေါ့နော်ဆိုင်ဟိုမှာစတယ် လက်ရှိမှာထောက်တယ်300ရတယ်တဲ့ ဟုတ်လားရန်လာကျွန်တော်နောက်အောင်ကြည့်ရရန်လာ ကျွန်တော်နောက်ကအနီအောင်ပန်းတွေကိုပြောတာပါ ဟိုးရှိုးလိုက်ဗျာရန်လာဒါဘာပင်လက်ဖက်6ပင်လားဟမ်ကွာမဒါလက်ဖက်6လား ဟိုပန်းတယ် ပန်းပင်မလားပန်းမပွတ်သေးလို့ရန်လာကြည့်ရှိုးလိုက်ဒီဘက်မှာလည်းပန်းပင်လေးပဲမနော်ဟာဟိုဘက်မှာလှတာပဲစမ်းနိုင်လို့ပြောလိုက်ပဲလှတဲ့နေရာကြီးပဲအများကြီးပဲဗျာကိုယ်တည်းတော့ပိုင်နိုင်မယ်ဗျာကျွန်တော်ဟိုမှာမဟုတ်ရောက်တယ်သူတို့ကားပါကိုလေးနဲ့မစုသေးတယ်အဲ့လိုဗျပန်းလေးဝေစာနေတဲ့နေရာရန်ကူမတော့လာမယ် Each and every time I try to let you go,
I keep running right back, running like a domino. Got in my head going left and right. Before I knew I was hypnotized. You came into my life, turned it inside out. Kinda like you could read my mind. You know everything I feel inside. All you gotta do is look me in the eyes, and it's like the first time. All you gotta say, 3 words I wanna hear, been on all your mind. And when you smile, it's something I can't ignore. Can't get enough, keeps me coming back for more. All you gotta do, you're the only one that can satisfy my heart. See your love like it's glowing in the dark. Ooh. ကျွန်တော်တို့ဒီပန်းချယ်လေးပြီးပြီဆိုတော့နောက်တနေ့တွားကြအောင်ဗျာအဲကျွန်တော်ဖူဖူဆယ်လီဟိုဘေးကမိမတွေအတွက်ဝယ်ပေးနေဖြစ်ပါတယ် ဟုတ်တယ်အိမ်မှာမိမနဲ့ကလေးတွေမိမတွေမပါသေးဘူးကလေးတွေ ဟုတ်ကလေးတွေဒါဘလို့တဲ့ဒါတော့ 他是人家那边是目前呢。 ဒီဒီကိုဆက်တော့ဖြစ်ပါတယ်โอเคကျွန်တော်တို့ပြန်ပြီးတော့ခီးဆက်ကြအောင်ဗျာ